အင်းတော့ကျွန်တော်တို့ဝေပင်ရတစ်ခုခံရမယ်ကျွန်တော်တို့ကြမ်းကြမ်းဝေပင်အောင်တွန်းလိုက်ပါတယ်ဒီမှာ US server ကိုရွေးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ Chrome ထဲကိုဝင်ပါမယ်ဝင်ပြီးရင် Google AI Studio လို့ရိုက်ရှာလိုက်ပါအပေါ်ဆုံးမှာ Google AI Studio ထဲကိုဝင်ပါမယ်ဒီနေရာကိုရောက်ရင်တော့အပေါ်ထိပ်ဆုံးကဘယ်ထိပ်ဆုံးကမြားသုံးကြောင်းနှိပ်လိုက်ပါပြီးရင်တော့ Generate Media ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာအမျိုးမျိုးလုပ်လို့ရပါတယ်ပုံလုပ်ရှင်လည်းရပါတယ်ကျွန်တော်တို့အတန်လုံးမှာတွေ့ Gemini Speed Generation ကိုနှိပ်ပါမယ်ဒီနေရာရောက်ရင်တော့ညာဘက်ထိပ်ဆုံးကမြင်းလေး၃ကြောင်းနှိပ်လိုက်ပါပြီးရင်တော့ Single Speaker Audio နှိပ်လိုက်ပါဒီ voice ဆိုတဲ့နေရာမှာကိုကြက်ရအတန်ကိုရွေးလို့ရပါတယ်နောက်တော့တစ်ခုရွေးလိုက်ပါမယ်ပြီး modern setting ထဲမှာလည်းအတန်အနှိမ့်မြင့်လည်းရှင်လို့ရပါတယ်ပြီးဒီ text ဆိုတဲ့နေရာမှာစာရိုက်လိုက်ပါကိုပြောချင်တဲ့စာကိုရိုက်လိုက်ပါပြီးရင် run ကြည့်လိုက်ပါကျေးဇူးတင်ပါတယ်ပြီးရင်ကိုမကြိုက်ဘူးဆိုရင်တခြားအတန်ကိုလည်းပြောင်းလို့ရပါတယ်တခြားအတန်ပြောင်းမယ်ဆိုလည်းအခုလိုမျိုးပြန်ပြီးတော့ run လိုက်ပါကျေးဇူးတင်ပါတယ်ဒီနေရာမှာကိုကြိုက်သလိုအတန်အနှိမ့်မြင့်ကိုချိန်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုနည်းနဲ့ကိုယ်အတန်ထည့်မသုံးချင်တဲ့သူတွေအတွက်ဒီလို Google AI Voice သုံးမယ်ဆိုရင်အဆင်ပြေပါတယ်